တွေ့မြင်ခဲ့ရကြောင်းဖော်ပြထားပါတယ်လာတူပါပဲမြတ်စွာဘုရားရှင်ရာဇဂုပြည်ဝေလူဝန်ကျောင်းတော်မှာတည်တုံတော်မူစဉ်တာဝဋ္ဌိပြည်သားကုံတဲ့900ဟာတင်းမွန်းနဲ့ခီးသွားကြတယ်အဲ့ဒါလို့ခီးသွားတဲ့အခါမှာစမ်းကြဲတဲ့ဗိမာန်တစ်ခုမှာထမိန်အဝတ်မပါတဲ့နတ်သမီးကိုတွေ့တဲ့အခါမှာရှိကပြုတ်ဘူးခဲ့တဲ့ကံကိုမေးတဲ့အခါမှာနတ်သမီးကယဟန်တစ်ပါးကိုနှမ်းပတ်လှူခဲ့လို့ယခုအခါမှာနတ်သမီးဘဝကိုရောက်လာပြီးမြဲသူတစ်ပါးရဲ့အဝတ်ပစိုးကိုခိုးယူမိခဲ့တဲ့အတွက်အခုလိုထမိန်အဝတ်မရသေးတဲ့ဘဝရောက်နေရတာပါအဒိဏဒါနကံမကုံသေးလို့ငရဲမှာလဲနောက်ထပ်ခံစားရအောင်ပါလို့ဖြေကြားခဲ့ပါတယ်ဣတိယဇတ်တော်မှာဇေဒီယမင်းကကပိလယသိကိုမဟုတ်မမှန်မူသားစကားပြောတဲ့အတွက်အဝစီငရဲကမိကြောင့်မိရန်တို့ထွက်လာပြီးဇေဒီယမင်းတို့ဆက်လို့အဝစီကြီးကိုပေါ်ဆောင်သွားတယ်လို့ဇတ်တော်မှာဆိုထားပါတယ်အဲ့ဒါလူပဲဗျဘုရားဝင်မှာဘုရားရှင်ကိုရောမြတ်ကြီးမဟုတ်မတရားလိန်ညာပြောကြလာတယ်ဇိဇမာနမိမကိုမူသားဆိုတဲ့ကံကြောင့်အဝစီငရဲကနေမိကြောင့်မိလျံတွေတက်လာပြီးမဟာအဝစီငရဲထီအောင်ခေါ်ဆောင်သွားတဲ့တာတကတွေလည်းရှိပါတယ်မူသားစကားပြောသူများဟာသေလွန်ပြီးတဲ့နောက်အဝစီငရဲကိုရောက်မိကြောင့်မိလျံတွေကြားမှာဒုက္ခဆင်းရဲခံစားကြရပါအဝစီငရဲဆိုတာအောက်တန်မြေပြင်ကနေတောက်တောင်ထားနေတဲ့မိကြောင့်မိလျံတွေယူဇနာတရားရှိတဲ့အထက်တန်အမိုးပြင်ထီအောင်လွတ်တက်နေပါတယ်အဲ့ဒါလို့အလျာတကြီးကြီးတောက်လောင်နေတဲ့ငရဲမီးလျံတွေကြားမှာငရဲသားတွေခင်ဗျာလွတ်လန်းကမရှိဆင်းရဲဒုက္ခတွေကြားအကုသိုလ်ကမကုံမချင်းခံစားကြရမှာပါဒါတွေမကသေးပါဘူးငရဲသားတွေငရဲထိန်တွေကမီးလျံတောက်နေတဲ့ငမြားချင်းနဲ့ရှာအိုဖောက်ပြီးစွဲငင်ကြတာလည်းရှိပါသေးတယ်ငရဲသားတွေခင်ဗျာသွေးတန်တရဲရဲနဲ့အော်ဟစ်ခံစားကြရင်မီလီယံကျမ်းမှာအလူလူအလိမ့်လိမ့်ပေါ့ဗျာသေနကြီးကောသလမင်းကြီးရဲ့မိဖုရားမင်းလိကဟာဘုရားရှင်နဲ့ယဟန္တာများကိုလွန်စွာကြီးညိုပြီးအလူဒါနအရာမှာလဲပြောเสียမရှိအောင်တရားတရားထက်တန်တယ်ဆိုတာဒါပေမဲ့တနေ့ရေချိုးအိမ်ဝင်ပြီးနောက်ကကပ်ပါလာတဲ့ခွေးကြီးကမိဖုရားရဲ့ကိုင်းညွတ်ထားတဲ့ကိုကိုမြင်ပြီးတော့ပေါင်းဖော်မိရမှာမိဖုရားကလည်းตาယာသွားတဲ့အတွက်တည်တဲ့အခါမှာမထင်မှတ်ပဲကျူးလွန်မိတဲ့ကာမေတုမိစ္ဆာစာရကံကြောင့်အဝိဇ္ဇငရဲမှာ9ရက်တောင်ခံစားခဲ့ရမှာတိရစ္ဆာန်နဲ့လည်းအဖြစ်ဖြစ်တတ်တဲ့